နေ့စီဝေးကဘာကြီးချမ်းလို့ထိုးနေအောင်မှာပြန်တွေးလို့ဆိုသည်စရာမျော်လင့်ကြည့်ချစ်ကြမှာကအကျိုးနွနေကပန်းရွှေဝါပရောက်တွေအတူတူနေတဲ့ရက်ကိုတတိယပြန်ပေါ်လာအခုတော့တို့တယောက်သေးပါလွန်ရင်ငေးချင်နေတာအောင်မေးတတိယချစ်တီလက်ဆောင်မင်းစီအောင်ပို့ချင်တာအချင်းရမနာတောင်းမှာတီလေးတွေနဲ့ရှိသမျှဖွင့်ဆိုမယ်တနေ့စီဝေးကဘာကြီးချမ်းလို့ထိုးနေအောင်မှာပြန်တွေးလို့ဆိုသည်စရာမျော်လင့်ကြည့်ချစ်ကြမှာကအကျိုးနွနေကပန်းရွှေဝါပရောက်တွေအတူတူနေတဲ့ကိုတတိယပြန်ပေါ်လာအခုတော့တို့တယောက်သေးပါလွန်ရင်ငေးချင်နေတာအောင်မေးတတိယချစ်တီလက်ဆောင်မင်းစီအောင်ပို့ချင်တာအချင်းရမနာထောင်းချီတာပဲကွယ်မခေါ်တာဘဝကြီးဝေးလို့တို့နေအောင်အသိမှမစိုးပုံနိုင်ရရင်ကျိုးပြတ်သွားလေတဲ့ပလင်းလုံးလေးတွေလို့အခုတော့တို့တယောက်သေးပါလွန်ရင်ငေးချင်နေတာအောင်မေးတတိယချစ်တီလက်ဆောင်မင်းစီအောင်ပို့ချင်တာအချင်းရမနာတောင်း